ခင်ယေရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားရမယ့်နှုတ်ကပတ်တော်ကတော့ရှမသက်ခရစ်ဝင်အခန်းကြီး28ဖြစ်ပါတယ်ရှမသက်ခရစ်ဝင်အခန်းကြီး28ဥပုသ်နေ့လွန်၍9ရက်တွင်ပထမနေ့ရက်မိုးလင်းအံ့ဆဲဆဲအချိန်၌မာဂဒလမာရိနှင့်အခြားသောမာရိသည်တင်းကျိုင်းတော်ကိုအကြည့်ရှုသွားကြ၏ထိုအခါမြေကြီးသည်ပြင်းစွာလှုပ်လေ၏အကြောင်းမူကားထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်ဘုံမှဆင်းလာ၍တွင်ဝါ၌ပိတ်သောကြောက်ကိုလှိမ့်လန်ပြီးလျှင်ထိုကြောက်ပေါ်မှထိုင်နေ၏သူ၏မျက်နှာသည်လျှက်စစ်ကဲ့သို့ထင်၏အဝတ်သည်လည်းမိုးပွင့်ကဲ့သို့ဖြူ၏လူဆောင်တို့သည်ကောင်းကင်တမန်ကိုကြောက်ရွံ့သဖြင့်တုန်လှုပ်၍သိမတတ်ဖြစ်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လက်ဝါးကတိုင်မှတတ်သောယေရှုကိုသင်တို့ရှာကြသည်ကိုငါသိ၏ဤအရက်၌မရှိမိန့်တော်မူသည့်အတိုင်းထမြောက်တော်မူပြီးလာကြသခင်လျောင်းတော်မူရာအရက်ကိုကြည်ကြလော့အလင်းအမြန်ပြန်သွား၍တေခြင်းမှထမြောက်တော်မူကြောင်းကိုတပည့်တော်တို့အားပြောကြလော့သင်တို့ရှိဂါလိလဲပြည်သို့ကြွတော်မူမည်ထိုပြည်၌သင်တို့သည်ကိုတော်ကိုတွေ့မြင်ရကြလိမ့်မည်ငါပြောပြီဟုထိုမိန်းမတို့အားကောင်းကင်တမန်ဆို၏ထိုမိန်းမတို့သည်လည်းကြောက်ရွံ့သဖြင့်၎င်းအလွန်ဝမ်းမြောက်သဖြင့်၎င်းတင်းကျိုင်းတော်မှအလင်းအမြန်သွား၍တပည့်တော်တို့အားထိုသတင်းစကားကိုကြားပြောခြင်းငှာပြေးကြ၏လမ်းမှသွားကြစဉ်ယေရှုသည်ကြိုဆိုတော်မူ၍သင်တို့အားမင်္ဂလာဖြစ်စေတည်းဟုမိန့်တော်မူ၏ထိုမိန်းမတို့သည်ချင်းကပ်၍ခြေတော်ကိုဖက်ရန်လျက်ပြတ်ဝတ်ကိုးကွယ်ကြ၏ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်သွားကြလော့ငါညီတို့သည်ဂါလိလဲပြည်သို့သွားစေခြင်းကဤသတင်းကိုကြားပြောကြလော့ထိုပြည်၌သူတို့သည်ငါကိုတွေ့မြင်ရကြလိမ့်မည်ဟုမိန့်တော်မူ၏ထိုမိန်းမတို့သည်သွားကြစဉ်အခါလူဆောက်အချို့တို့သည်မြို့ထဲသို့ဝင်၍ဖြစ်လေသမျှသောအချင်းအရာတို့ကိုယေဘရဟိအကြီးတို့အားပြန်ကြားကြ၏ယေဘရဟိအကြီးတို့နှင့်လူအကြီးအကဲတို့သည်စုဝေး၍တိုင်ပင်ပြီးမှစစ်သူရဲတို့အားငွေအများကိုပေး၍ညအခါသူတို့အိပ်ပျော်စဉ်တွင်ထိုသူ၏တပည့်တို့သည်လာ၍အလောင်းကိုခိုးသွားကြသည်ဟုသင်တို့ပြောကြလော့ထိုအကြောင်းကိုမြို့ဝင်မင်းကြားပြန်လျှင်ငါတို့သည်သူ့ကိုဖြောင်းဖျ၍သင်တို့၌အမှုမရှိစေခြင်းငါပြုမည်ဟုတွင်သင်ဒီနှင့်အညီစစ်သူရဲတို့သည်ငွေကိုယူ၍ပြုကြ၏ထိုစကားကိုယခုတိုင်အောင်ယူရလူတို့သည်အနှံ့အပြားပြောဆိုကြ၏တကြိတ်တပါးသောတပည့်တော်တို့သည်ဂါလိလဲပြည်သို့သွား၍ယေရှုမှထားတော်မူသောတောင်ပေါ်သို့တက်ကြလျင်ကိုတော်ကိုတွေ့မြင်၍ပြတ်ဝတ်ကိုးကွယ်ကြ၏အချို့တို့သည်ယုံမှားခြင်းရှိကြ၏ယေရှုသည်အနီးအပါးသို့ချင်းတော်မူပြီးလျှင်ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသမျှတို့ကိုငါခံရပြီးသင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စီလျက်ခမဲတော်သားတော်တန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့ငါသည်သင်တို့အားပေးသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာဆုံးမဩဝါဒပေးကြလော့ငါသည်လည်းကကဘာဂုံဒီတိုင်အားသင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏အလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ